Hello guys ဒီနေ့ KDN တို့မြင်လို့သွားတော့တည်ခဲ့တဲ့ hotel လေးကို plot ရိုက်ဖြစ်ခဲ့တာလေးဖြစ်ပါတယ်။ဒီ hotel လေးကတော့မန်လေးကလူတော်တော်များများတော့သိရပါတော့။သူ့ရဲ့ western ဘက်သွားတဲ့ building design လေးတွေနဲ့နာမည်ကြီးရပါတော့။ဟုတ်ပါတယ်အဲ့ဒါတော့ Snow Palace Hotel လေးပါပေါ့နော်။ဒီ hotel လေးကဆိုတောင်ပေါ်ကအီတာလီမြို့လေးတစ်ခုရောက်သွားတယ်လို့ခန်းစားချက်ရအောင်စောက်ထားတဲ့နေရာလေးဖြစ်တယ်ပေါ့နော်။ဒါကတော့ KDN တို့ယူခဲ့တဲ့ family room မှာတော်တော်လေးလည်းကျယ်ပါတယ်။ပြီးတော့တော်တော်လေးလည်းတန့်ပါတယ်ဗျ။တချို့ hotel တွေကကျတော့ decoration ဘက်အားကောင်းပြီးတော့အဲ့လိုမျိုး hotel တွေမတန့်တာတွေပါရှိရပေါ့နော်ဒီ hotel လေးကတော့တော်တော်လေးကိုအဆင်ပြေခဲ့ပါတယ်အဲ့ Veranda ကနေမြင်ရတဲ့ view လေးကလည်းတော်တော်လေးကိုကြည့်လို့ကောင်းပါတယ် KDN တော့ကတော့ coffee လေးတစ်ခွက်နဲ့ချေးခဲ့ပါသေးတယ်ဗျဒီဘက်ကကြည့်ရင်လည်းသူကရုံးတွေမျိုးရဲ့တစ်မျိုးလုံးကိုမြင်ရတဲ့ view လေးကိုပေးပါတယ်ဒီကတော့ hotel ကရွေးတဲ့ breakfast buffet လေးပေါ့နော်စားရတော့ hotel တွေကျွေးတဲ့အတိုင်းတာမန်ပဲပေါ့နော်ဒီကတော့ Snow Palace Hotel ရဲ့ညခင်း view လေးပါမီးအောင်စုံလေးထုံးပေးထားတဲ့အတိုင်းတော်တော်လေးကိုကြည့်လို့လာပါတယ်တကယ်ချင်းတွေစုပြီးတော့လာရင်တော့တော်တော်လေးကိုကြော်စရာကောင်းမယ့်နေရာဖြစ်ပါတယ်အဲ့လိုမီးချောင်းလေးကြိုးလေးနဲ့စီထားရလဲ carnival ပုံစံလေးကိုဖြစ်တယ်ဗျအဲ့လိုအီတာလီဘက်ကပွဲတော်ကျင်းပတဲ့နေရာလေးရောက်သွားလိုမျိုးခံစားချက်မျိုးရပါတယ်ဒီကတော့ hotel မှာထားပေးထားတဲ့ Christmas tree လေးပါအရန်မကြီးပင်မဲ့အနောက်ခံ background နဲ့တော့တော်တော်လေးရိုက်လို့ကောင်းမယ့်နေရာဖြစ်ပါတယ်အဲဒီ hotel မှာနေရာတိုင်းကအဲ့လို building တွေတော်တော်များများกว่าအခန်းတွေတော်တော်များများအကုန်လုံးကွာ photo booth လိုပဲအကုန်ရိုက်လို့ကောင်းမယ့်နေရာလေးဖြစ်ပါတယ်ဒီနေရာလေးကမြေမြို့ရဲနဲ့လည်းအရင်မမွေးဘူးပေါ့နော်မြေမြို့ရောက်ရင်တစ်ခါတော့တဲတဲ့ hotel လေးဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့သူက hotel booking မလုပ်ထားရင်ဝင်ကြီးတက်ပေးရတယ်ပေါ့နော်အားလုံးပဲ Happy New Year ပါ New Year မှာစိတ်သက်ကိုယ်တင်နဲ့ပျော်ရွှင်နိုင်ပါစေနောက်ကျသွားတဲ့အတွက်လည်း sorry ပါနော်ဒီလေး blog လေးတော့လောက်ပါပဲဗျ Thanks for watching bye bye